ရောက်ပါလမ်းတော့နည်းနည်းချမ်းတယ်ကျွန်တော်ရောက်တော့မှာပါနော်အဲ့ဒါဆိုရောက်ပါကျန်းတယ်ကဲပြီးတော့ဆိုင်ကယ်သွားလို့မရတော့ဘူးချောင်းထဲမှာဆိုတော့ဆိုင်ကယ်သွားလို့မရတော့ဘူးနည်းနည်းတော့ဆင်းရအောင်ပါဟိုးမှာလက်ပံပင်ဟောင်းကျုပ်နာရှိကဲကိုတော့ဆင်းနေပြီနော်ရောက်ပြီနော်ရောက်ပြီကဲနီနာရောက်ပြီပေါ့နီနာကဲတွေ့ပြီနော်အကောင်တော့တွေ့ပြီရေสำไก่สำโมสำไก่โมเชียร์ไป